တနေ့မှာကျွန်တော်ဟာ Scorpio တစ်ခုမှာရှေးဟောင်းလက်ဖက်ရည်အိုးတစ်လုံးကိုတွေ့လိုက်တယ်။အဲ့ဒါကိုမြင်တာနဲ့ချက်ချင်းဝယ်ချင်လို့မနေနိုင်တော့ဘူး။ဒါပေမဲ့ဆိုင်ရှင်ကကျွန်တော်အရန်စိတ်ဝင်စားနေတဲ့အချက်ကိုသတိထားမိပြီး900ထက်မနည်းရင်မရောင်းဘူးလို့တိုက်ရိုက်ပြောလိုက်တယ်။ကျွန်တော်ကကိုယ်စိတ်လှုပ်ရှားမှုကိုပြတ်တက်လုံးသွားတာသိလိုက်ပေမဲ့အတွေးမလုပ်ပဲကိုဘွားတစ်လျှောက်ဆူဆောင်းထားတဲ့ပတ်စံအားလုံးနဲ့ဝယ်လိုက်တယ်။ဝယ်ပြီးလှည့်ထွက်သွားတဲ့အချိန်မှာတော့မထိန်နိုင်တော့အောင်ပြုံးမိသွားတယ်။ကျွန်တော်ကချက်ချင်းရှင်းဟောင်းပစ္စည်းဆိုင်တစ်ခုကိုပြေးသွားတယ်။ဒါပေမဲ့ဆိုင်ရှင်ကအိုးကနံပြင်းလို့မနစ်သက်ခဲ့ဘူး။ကျွန်တော်ကအဲ့ဒါကို Scorpio ကနေမကြသေးခင်ကပဲဝယ်လာတာမတန့်ရှင်းသေးတာလို့ရှင်းပြလိုက်တယ်။ဒါကိုကြားတာနဲ့ဆိုင်ရှင်ရဲ့မျက်နှာပေါ်မှာအလုံးမနစ်သက်တဲ့အရေးအယောင်တွေထင်ရှားလာပြီးကျွန်တော်ကိုထွက်ခိုင်းချင်နေပြီ။အဲ့ဒီအချိန်မှာပဲရှင်းဟောင်းပစ္စည်းကျွမ်းကျင်သူတယောက်အဲ့ဒီနေရာကိုဖြတ်တန်းလာတယ်။သူကကျွန်တော်ရဲ့လက်ထဲကအိုးကိုမြင်ပြီးချက်ချင်းရက်လိုက်တယ်။သူက magnifying glass နဲ့စစ်ဆက်စွာစစ်ဆေးပြီးနောက်အားတင်ပြီးပြောလိုက်တယ်။ဒီဟာက1000နှစ်ကျော်အရင်ကဘရင်တစ်ပါးအသုံးပြုခဲ့တဲ့ Empire လက်ဖက်ရည်အိုးပါ။အဲ့ဒီစကားနာကြပြီးဆိုင်ရှင်ရဲ့မမာနာတွေချက်ချင်းပြောက်ကွယ်သွားတယ်။နောက်ဆုံးမှာတော့ကျွန်တော်ကအဲ့ဒီအိုးကိုသူ့စီမှာ$9 သန်းနဲ့ရောင်းလိုက်တယ်။ကျွန်တော်ရဲ့အကဲဖြတ်နိုင်စွမ်းကိုသဘောကျသွားတဲ့ဆိုင်ရှင်ကကျွန်တော်ကိုရှေးဟောင်းပစ္စည်းလေးလံပွဲတစ်ခုကိုခေါ်သွားခဲ့တယ်။ပထမဆုံးလေးလံတင်တဲ့ပစ္စည်းကနှစ်ပေါင်း900ရှိတဲ့ပကြီးကားတစ်ချက်ပါ။လူအားလုံးစိတ်လှုပ်ရှားနေပြီးအားလုံးဝယ်ချင်နေကြတယ်။ဆိုင်ရှင်ကလည်းလေးလံတင်ဖို့ပြင်ဆင်နေချိန်မှာကျွန်တော်ကချက်ချင်းတားလိုက်တယ်။ဒီကားကအတုပါလို့ပြောလိုက်တယ်။လူတွေကချက်ချင်းရေမောမထီမဲ့မြင်ပြကြပြီးနောက်တန်းမှာထိုင်နေတဲ့ကျွမ်းကျင်သူတွေတောင်အပြက်ရွေးနဲ့ရေကြတယ်။နောက်ဆုံးမှာပကြီးကားကိုချမ်းသာတဲ့လူငယ်တစ်ယောက်ကဝယ်သွားတယ်။သူကအယမ်းကုန်ယူပြီးကျွန်တော်ရှိမှပြသလာတယ်။ကျွန်တော်ကအေးစစ်စစ်ဒါအတုဆိုတာတက်တည်ပြနိုင်တယ်လို့ပြောလိုက်တယ်။သူကဒေါသထွက်ပြီးချက်ချင်းတက်တည်ပြခိုင်းတယ်။ကျွန်တော်ကရေတငုံတောက်ပြီးပါဇက်ထဲထည့်ထားပြီးနောက်ပကြီးကားပေါ်ကိုပတ်ချလိုက်တယ်။လူအားလုံးတိတ်ဆိတ်သွားပြီးအားတင့်သွားတယ်။ကျွမ်းကျင်သူကပကြီးကားပျက်စီးသွားတာကြောင့်စိတ်မကောင်းဖြစ်နေချိန်မှာလက်နဲ့ထိတွေ့ကြည့်လိုက်တော့အယောင်ကခစ်တစ်ဆက်မှုထုတ်ကုန်ဖြစ်ကြောင်းသိလိုက်တယ်။အဲ့ဒီအချိန်မှာပဲလူတွေသိလိုက်တယ်။ဒါကတကယ်အတုဖြစ်နေတယ်။အဲ့ဒီအချိန်မှာလေးလံပွဲမှာထပ်မံပြထားတဲ့တစ်သားတုံးကိုကျွန်တော်သတိထားမိလိုက်တယ်။လူတွေကအဲ့ဒါကိုအပုတ်တစ်တုံးလို့ထင်ပြီးမြည်သူမှစိတ်မဝင်စားကြဘူး။ဒါပေမဲ့ကျွန်တော်သိတယ်။အဲ့ဒီထဲမှာအဖိုးတန်ယတနာတစ်ခုရှိနေတယ်။ကျွန်တော်ကချက်ချင်း50သူညနဲ့လေးလံတင်လိုက်တယ်။လူငယ်ချမ်းသာကရေမောပြီးအဲ့ဒါကိုဝယ်တဲ့သူကမိုက်မဲတဲ့လူပဲလို့ပြောလိုက်တယ်။ကျွန်တော်ကဘာမှမပြောဘဲလေးလံစင်ပေါ်ကိုတက်သွားတယ်။လူအားလုံးစိတ်ဝင်စားပြီးကြည့်နေကြတယ်။ကျွန်တော်ကတစ်တုံးကိုမြေပြင်ပေါ်အပြင်းထန်ချလိုက်တယ်။တောက်ပတဲ့အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးအတွင်းမှာလှုပ်ဝက်ထားတဲ့ဒဏ္ဍာရီတွေကဓာတ်တလက်ပေါ်လာတယ်။ကျွမ်းကျင်သူကစစ်ဆက်စွာစစ်ဆေးပြီးဒါကနှစ်ပေါင်း3သူညအရင်ကဘရင်တစ်ပါးရဲ့ကိုယ်ပိုင်သားပါ။တန်မိုးကအနည်းဆုံး80 millionရှိတယ်လို့ပြောလိုက်တယ်။လူအားလုံးအားတင်ပြီးမယုံနိုင်ကြဘူး။ဒီဇလန်ကသင်ခန်းစာတစ်ခုပြောပြထားတယ်။လူတွေဟာမြင်ရတာပဲအခြေခံပြီးဆုံးဖြတ်တတ်ကြပြီးအတွင်းမှာလှုပ်ဝက်ထားတဲ့တန်မိုးကိုမမြင်တတ်ကြဘူး။အပြင်ပန်းကိုသာမကြည့်ပဲအတွင်းချက်ကိုတေချာကြည့်နိုင်ရင်ပိုပြီးအကျိုးရှိတဲ့အရာတွေရနိုင်မယ်။